ပြပေးမှာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း16ပေါ့နော်ထိုင်းစကားပြောအပိုင်း16ထိုင်းစကားပြောအပိုင်း16ဖြစ်ပါတယ်အခုတင်ပြပေးမှာတော့ကျွန်တော်ဒီမှာအပိုင်း1ကနေပြီးတော့တင်တာရှိတာပေါ့နော်အပိုင်း16ဒီဒီစကားပြောတွေကိုအပိုင်းလိုက်နေ့တိုင်းတင်ပြီးတော့မှဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ခမည်းဘဲအချိန်ခမည်းဘဲအချိန်လဲပေါ့နော်ခမည်းဘဲအချိန်လဲခမည်းဘဲအချိန်လဲဆိုလို့ရှိရင်ဒီမှာคุณนอนกี่โมงคุณนอนกี่โมงขออูนอคุณนออนอนอนกออีกีมาอีกีมออูงอมงคุณนอนกี่โมงခမည်းဘယ်ချိန်အိတ်လဲဒီမှာ तू အလုတ်ထုတ်ခံရတယ် तू အလုတ်ထုတ်ခံရတယ်ဆိုရင်ဒီမှာခေါင်ထူလိုက်អော်ခေါင်ထူလိုက်អော်ခေါ်အောင်ခေါင်ထောဦးကောถูกလောအိုင်လိုက်မအေလိုက်အော်အော်ကောအော်အော်ကောអော်ခေါင်ထူလိုက်អော်သူအလုတ်ထုတ်ခံရတယ်အခန်းလို့ရှိလားခန်းလို့ရှိလားဆိုရင်มีห้องว่างไหมมีห้องว่างไหมมออีมีฮอองอหองไม่ถูกห้องฮออางอวางมาเอว่างฮอมอไอไหมมีห้องว่างไหมအခန်းလို့ရှိလားခမည်းဘယ်နှစ်ရက်နားမလဲခမည်းဘယ်နှစ်ရက်နားမယ်ဆိုရင်คุณจะพักกี่วันคุณจะพักกี่วันขออูนอคุณโจอาจะพออากอพักกออีกีมาเอกีโหอานอวันคุณจะพักกี่วันခမည်းဘယ်နှစ်ရက်နားမလဲဒီမှာဒီကအတန်ထွက်တဲ့အခါမှာကျွန်တော်ဒီမှာဒီကွင်းစာကွင်းမိတ်တွေကအတန်လေးတွေကိုလိုက်ထွက်ပြီးမှအတန်ပြီးတာမှာဖြစ်ပါเนาะအသက်တန်လေးတွေကိုနောက်ပိတ်ဆုံးသက်ခါကြလို့ရှိရင်ဒီအသက်တန်လေးတွေကိုနည်းနည်းလိုက်ထွက်ပြီးရမှာကသက်ဆိုလဲကသက်နဲ့ဆုံးပြီးငါသက်ဆိုလဲငါသက်နဲ့ဆုံးပေါ့เนาะအဲ့လိုမျိုးနာသက်ဆိုလဲရှားလေးထောက်ပြီးတော့နာသက်နဲ့ဆုံးတာမျိုးအဲ့လိုလိုက်ထွက်ပြီးမှပြီးတာမှာဖြစ်ပါเนาะ